Hello မင်္ဂလာပါရှင်ဒီနေ့တော့ကြက်တောက်ဆန်ပူပူဆက်ဆက်လေးကိုကိုရိုင်းချက်စားပါမယ်ရှင်ရာသီဥတုနဲ့အလိုက်လေကိုရိုင်းဆိုလို့အထင်မကြီးနဲ့နော် ready ကကြက်ရည်ချိုချက်ကိုအချမ်းပုံစံလေးပြောင်းပြီးတော့ချက်မှာပါအဲ့တော့ကြက်သွန်ဖြူနှုတ်ဆင်းမယ်ဂျင်းကိုလည်းပြပြလေးလှီးမယ်ငရုတ်သီးကိုအလဲပိုင်းလေးညှက်မယ်စပလင်ကိုလည်းပပလေးဖြတ်ပြီးတော့ပူစီနန်းနဲ့အာပူရွက်အချောက်လေးလည်းပြင်ထားပါမယ်စားချက်မယ်ဆိုရင်ဒဲလေးကိုစီထည့်မယ်ပြီးရင်တော့ကြက်သွန်ဖြူဂျင်းစပလင်ထည့်ပြီးတော့စီတက်ပါမယ်ပြီးရင်စနွေးနည်းနည်းထည့်မယ်ငရုတ်သီးတောင်အစိမ်းလေးထည့်လိုက်ပါမယ်ရှင်အစိမ်းနဲ့ဖြောက်သွားရင်တော့ ready ကြက်ရည်ချိုချက်ဘူးကြီးကိုဖောက်ထည့်ပါမယ်ပြီးရင်အာပူရွက်ချောက်လေးထည့်မယ်ပူစီနန်းအုပ်ပြီးရင်တော့ဒဲကိုကချလို့ရပါပြီရှင်ငကိုရဲကမွေးနေတဲ့ကြက်ရည်ယူချက်ကိုလေအခုတော့ပူပူဆက်ဆက်လေးပြောင်းပြီးတော့ချက်ထားလိုက်ပါပြီရှင်ဟင်းလေးချက်သွားပြီဆိုတော့အချမ်းစားဖို့ပြင်လိုက်ပါအောင်မရှင် Hello အားလုံးပဲမင်္ဂလာပါဒီကနေ့တော့ ready ကကြက်ရည်ယူချက်ကိုအချမ်းပုံစံလေးပြောင်းပြီးတော့ပူဆက်ဆက်လေးပေါ့နော်ကြက်တောက်ဆန်ပုံစံမျိုးလေးချက်ထားပါတယ်နောက်ပြီးကြတော့ဒီမှာငဖယ်တုပ်ရယ်ပြောင်းမှုကြော်ရယ်ပါရှင်အဲ့တော့စပြီးတော့စားလိုက်ပါတော့မေသူ့ငကိုဘုံမာဝါလီငရုတ်သီးရပါတယ်ငရုတ်သီးကြောက်လေးဒါပေမဲ့အဲ့ဒါကိုချန်ထပ်ပြီးတော့ပူပူဆက်ဆက်ဖြစ်အောင်လုပ်ငရုတ်သီးရထည့်ထားပါတယ်မွေးနာပဲသူ့ငကိုကလေကြက်ရီချိုချိုမွေးလေးကိုအခုကပင်စိမ်းကြီးရောနောက်ပြီးစပလင်မှာထည့်ပြီးစီသက်တာစပလင်ရောပင်စိမ်းရောနောက်ပြီးကျတော့အာဘူရွက်ကိုထည့်ပြီးတော့စီသက်ပြီးတော့ချက်လိုက်တော့မွေးတော်တော်ငဖယ်တုပ်ဖေးတော့ကိုဒါကြတော့ချင်းဆက်ဆက်လေးပေါ့နော်ဒီကနေ့မှုကတော့ပူဆက်ချင်းဆက်မှုလေးပါဒီမိုးချက်စားကြည့်နော်โอเคစီးတက်ပြီးတော့ဒီကြက်ရည်ချိုဘူးထည့်လိုက်တာလည်းရပြီကြက်သားအရင်အချိုအချက်ပူဆက်ဆက်လုပ်လိုက်တာပုံစံမျိုးစုံပြောင်းလို့တော့ချက်လို့ရတယ်လေနော်ဒါတော့ထမင်းဖြူနေရတော့စားပြီးသွားပြီပေါ့နော်ထမင်းကြော်လေးနဲ့ညာလိုက်မလားလို့ပေါ့နော်ရိုးလေးဒါပေမဲ့ထမင်းကြော်နဲ့မလိုက်ဘူးထမင်းအဖြူနဲ့ပဲလိုက်တယ်ထမင်းအဖြူမှသူ့ရဲ့ဒီချက်ထားတဲ့ကြက်သားရဲ့အရာသာပေါ်တာဆိုတော့ထမင်းအဖြူလေးနဲ့ပဲလိုက်တယ်ဒါတော့အချမ်းဘူးကြီးကိုချက်ထားတာဘူးကြီးဆိုရင်ဒါ3ယောက်လောက်တော့စားလို့ရမှာရှင်နော်အဲ့တော့ channel ဖလော်လေးဆုံးတဲ့ဒီဗီဒီယိုအားလုံးကိုကျေးဇူးများရွက်တင်ပါတယ်ရှင်နောက်တစ်ချိန်ပြီးဆုံးတွေ့အောင်မယ်နော်နှုတ်ဆက်ပါတယ်ရှင်တတ်တာ